င်္ဂလာပါရှင်ဒီနေ့မေရောက်နေရကလေဒါ Junction City ပထမထပ်မှာဖွင့်လှစ်ထားတဲ့ရွှေနန်းတော်ဆိုင်ခွဲလေးမှာမေရောက်နေတာဆိုတော့ဒီနေ့ဒီဆိုင်ခွဲလေးမှာဘလို့စိန်ဒီဇိုင်းအဆက်ဒီဇိုင်းလေးတွေအသေးရောက်နေရဆိုတာလေးတွေမင်းကဒီမှာလာပြီးတော့ဆက်စုမပူလာလို့ကြည်တာဆိုတော့မင်းဒီမှာပြပေးမယ်ဒါလေးတွေဆိုရင်ဒါအလုံးဝအသစ်ဆက် new arrival ပေါ့နော်အသစ်ဆက်ရောက်ရှိထားတာအသစ်ဆက်ခက်လောက်ထားတဲ့စိန်နဲ့နီလာနဲ့အဆက်လေးကိုမမေတအားကြိုက်နေလို့ဒါလေးကိုမမေမိတ်ဆက်ပေးချင်ပါတယ်ရှင့်ဒါလေးဆိုရင်သူကဒီမှာခက်လောက်ပေးထားတဲ့ရွှေချိန်အရာဆိုရင်လည်းရွှေချိန်ကကြတော့သူက၄ချက်ဝင်းကျင်လောက်နဲ့ခက်လောက်ပေးထားတယ်လုံးဝတေချအနုစိတ်လက်ရလေးတွေနဲ့မင်းတို့ခက်လောက်ပေးထားတာဖြစ်ပါတယ်ရှင်ဒီမှာပါတဲ့စိန်ရတီချိန်ဆိုရင်လည်းမင်းတို့က14ရက်တီကြော်မယ်စိန်ကြီးပဲတီးတက်14ရက်တီကြော်နဲ့ခက်လောက်ထားတဲ့အပွင့်ရည်ဆိုရင်လည်းစိန်ကြီးအပွင့်ပေါင်း1300ကျော်အပွင့်ရည်နဲ့မင်းတို့ခက်လောက်ပေးထားတာဖြစ်ပါတယ်ရှင်နောက်ပြီးသွားရင်ဒီမှာပါတဲ့ဒီကြောက်ရဲ့နီလာကြောက်ရဲ့ရတီချိန်ရဆိုရင်လည်းသူကရတီချိန်ပေါင်း30ရက်တီကျော်နဲ့ခက်လောက်ထားတဲ့နီလာအပွင့်ရည်ကတော့မင်းတို့အပွင့်ရည်40ကျော်50ပတ်ချာလဲလောက်နဲ့မင်းတို့ခက်လောက်ပေးထားတာဖြစ်ပါတယ်ရှင်ဆိုတော့ဒါလေးကိုမင်းဈေးနှုန်းလေးမိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ဒီကျိုးလေးရဲ့ဒါဈေးနှုန်းလေးကိုဆိုရင်တော့မင်းတို့က1200နဲ့50ဝင်းကျင်နဲ့ဝယ်ယူအားပေးလို့ရပါတယ်ရှင်1250ဝင်းကျင်မှာစိုင်းနှစ်သက်တဲ့ကိုချမတို့ကကြတော့မင်းတို့ဒီရွှေနန်းတော် Junction City ရဲ့ပထမထပ်မှာဖွင့်လှစ်ထားပါတယ်ရှင်လာပြီးတော့စိတ်ကြိုက်ပေါ့နော်ကြည့်ရှုလို့ရတယ်လာရောက်ဝယ်ယူအားပေးချင်တယ်ဆိုရင်လည်းဒါအသေးစိတ်လေးတွေမင်းတို့ထပ်ပြီးတော့ထပ်လျှော့ပေးပါမယ်ရှင်နောက်ထပ်ဒီဇိုင်းတစ်ခုရှိသေးတယ်မတော်တော်လှတယ်နောက်ဒီဇိုင်းလေးဆိုရင်မမင်ကဒီမှာလက်စွပ်လေးပြပေးလိုက်မယ်လက်စွပ်လေးလက်စွပ်လေးတော်မိုက်တယ်ပေါ့နော်လက်စွပ်လေးအရာဆိုရင်ဒီမှာလက်မှာဝစ်ပြလိုက်မယ်နော်ဒီမှာလေးဒါလေးခုနတွေကဝစ်ချင်တာတော်ကြာပြီဆိုတော့ဒီမှာတော်မိုက်တယ်မမတို့နော်တော်မိုက်တယ်သူကလုံးဝလက်အပြည့်နီးပါးလေးမမင်းတို့ကခက်လုပ်ပေးထားတဲ့ဒီဇိုင်းလေးပေါ့နော်ဒါရတီချိန်ပေါင်းဆိုရင်လဲစိန်ရတီချိန်က2ရက်တီကျော်ဝင်းကျင်လေးနဲ့မင်းတို့ခက်လုပ်ပေးထားတယ်နီလာရဲ့ရတီချိန်ဆိုရင်လဲမင်းတို့က3ရက်တီကျော်နဲ့ခက်လုပ်ပေးထားတယ်ဒီမှာပါတဲ့စိန်ရဲ့အပွင့်ရည်ဆိုရင်အပွင့်ရည်က100ကျော်မယ်အပွင့်ရည်200ဝင်းကျင်လေးနဲ့မင်းတို့ခက်လုပ်ပေးထားတာဖြစ်ပါတယ်ဝေ့ရတဲ့အခါမှာလုံးဝကိုမတို့ပွဲတက်ပွဲလာအလှမင်္ဂလာဆောင်တွေအတွက်ဆိုရင်လုံးဝပွဲလေတင့်တယ်စေသောဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ဒါလေးကိုမမြင်ဈေးနှုန်းလေးအရဆိုရင်ဘယ်လောက်နဲ့ရောင်းပေးမလဲဆိုကိုချမတို့အတွက်မမြင်ဒါလေးကို160တက်သိန်းနော်160တက်သိန်းနဲ့မမြင်ရောင်းချပေးပါမယ်စိုင်းနဲ့တက်တယ်ဆိုရင်တော့မင်းတို့ရဲ့ရွှေနန်းတော် Junction City မှာလာရောက်ဝယ်ယူအားပေးဖို့မရဖိတ်ခေါ်ချင်ပါတယ်နောက်ထပ်ဒီဇိုင်းတစ်ခုထပ်ပြပေးမယ်နောက်ထပ်ဒီဇိုင်းကကြတော့မတို့ဒီမှာလက်ကောက်ဒါကတော့1တက်ဆက်ကိုမတို့နော်1ဆက်လိုက်မင်းပြပေးပါမယ်ဒါလေးပေါ့ရှင်နော်သူကတော်လေးမိုက်တယ်ဒါလေးတော်လေးမိုက်တယ်ဒီမှာလုတ်ပေးထားတဲ့လုံးဝလက်ရဆိုရင်လေမင်းတို့ဒါလာနဲ့ချီပြီးတော့တေချာခက်လုပ်ပေးထားတဲ့ဒီဇိုင်းလေးတေချာအနုစိတ်ဒီမှာပါတဲ့စိန်တွေအားလုံးဆိုရင်လည်းမင်းတို့သုံးပေးထားတဲ့စိန်တွေအားလုံးက Belgian စိန်အဖွေးအသက်အကောင်းဆုံးစိန်နဲ့ပဲမင်းတို့ခက်လုပ်ပေးထားတယ်ဒါကြောက်တွေဆိုရင်လည်းလုံးဝအရေးအသွေးမြင့်ဆုံးကြောက်တွေကိုပဲမင်းတို့အသုံးပြုပြီးတော့ခက်လုပ်ပေးထားတာဖြစ်ပါတယ်ရှင့်ဆိုရင်မိသားလေးကိုဈေးနှုန်းလေးမိတ်ဆက်ပေးခဲ့ပါမယ်ဈေးနှုန်းလေးကတော့သူက913သိန်း300ကျော်ဝင်းကျင်နဲ့ခက်လုပ်ပေးထားပါတယ်เนาะနောက်ထပ်ဒီဇိုင်းလေးဆိုရင်တော့မင်းတို့ငကက်လေးကြံအောင်မယ်မတို့အကုန်တော်မိုက်တယ်မိသားရီအကုန်ကြိုက်တယ်သိလားဝယ်ပေးကြပါလားဆိုတော့ဒီမှာမမတို့နဂက်လေးပါရှင်မြင်ရလားမသိဘူးเนาะနဂက်လေးဒါလေးပါရှင်ဒါလေးကကြတော့သူကလေနဂက်ဆိုတာထက်နဆွဲပေါ့เนาะဆိုတော့အရင်နဆွဲဆိုပေမဲ့တအားကြီးရှည်သွားတာတော့မဟုတ်ဘူးတုတ်လေးနဲ့ပွဲတက်မဲ့မမတို့အတွက်ဆိုရင်တော့တအားကိုအဆင်ပြေပါတယ်ဆိုတော့ဒါလေးကိုမမတို့ဈေးနှုန်းလေးဆိုရင်တော့180သိန်းနဲ့မင်းတို့ရောင်းချပေးထားပါတယ်ရှင်เนาะဆိုတော့တက်ဆက်လုံးကိုမတို့ကြိုက်နှစ်သက်တယ်ဆိုရင် Junction City ပထမထပ်မှာဖွင့်လှစ်ထားတဲ့ရွှေနန်းတော်ဆိုင်ပွဲမှာမတို့ကိုယ်တိုင်ကိုကြလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ထပ်ပြီးတော့ဈေးနှုန်းလေးထပ်ပြီးတော့ short ချပေးပါမယ်ရှင်เนาะလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်တတာ